အားလုံးပဲမင်္ဂလာပါ Story of တောင်ဟွာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နွားကြောင်သားလေးရဲ့နတ်ဖျားမှတ်တမ်းစာစဉ်အခန်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့တောင်းဆိုလိုက်ပါရစေနွားကြောင်သားလေးရဲ့နတ်ဖျားမှတ်တမ်းအခန်း115မိစ္ဆာတပ်ဘာဝအဲ့ဒီတောင်ကမ်းပါကအရန်ကိုချောနေပြီးတကယ်ကိုခြေကုပ်ယူလို့မရတာပါပေါ်ကိုပြေးတတ်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲပေါ့ပညာသင်အားအောင်ကပြန်တန်းတဲ့အတတ်ပညာကိုသင်ယူထားကြတာမဟုတ်တလို့တောင်ကမ်းပါပေါ်ကိုခုန်တက်ဖို့ဆိုရင်လည်းအခက်ခဲကအတော်လေးကိုကြီးမားပါတယ်အဲ့ဒီအပြင်ဒီလူငယ်တွေကဝိညာဉ်တန်နေသားနယ်ပယ်နဲ့ငါးပါးသောတက်ကြီးနယ်ပယ်တွေမှာပဲရှိနေကြသေးတာပါသူတို့ရဲ့ကျင့်စဉ်အဆင့်ကမမီသေးတော့နတ်ဖျားတက်ပညာတွေကိုလည်းမသင်ယူနိုင်ကြသေးပါဘူးဒီတတိုင်းတစ်ခုတည်းနဲ့တင်ပညာသင်တဝက်ထက်မကကိုဖယ်ထုတ်ပြစ်နိုင်မှာတေချာပါတယ်ဒါပေမဲ့ပြန်တန်းတဲ့ပညာကိုတက်မြောက်ထားတဲ့ပညာသင်တော်များများကတော့တောင်ကမ်းပါပေါ်ကိုအေးအေးဆေးဆေးပဲပြန်တက်သွားပြီးဒီအဆင့်ကိုလွယ်လွယ်ကူကူဖျက်ကျော်သွားကြပါတယ်ဒါပေမဲ့သူတို့ကလူနေစုပါတောင်ကမ်းပါပေါ်ကိုပြေးတက်ဖို့စူးစမ်းတဲ့ပညာသင်တွေလည်းအများကြီးရှိပြီးသူတို့အားလုံးကတော့ချွင်းချက်မရှိကမ်းပါပေါ်မှာတင်ခေါင်းခွဲပြီးပြုတ်ကျလာကြတာပါပဲပြန်တန်းတဲ့အတက်ပညာမသင်ထားရသေးတဲ့ပညာသင်တွေကတော့တော်တော်လေးကိုမျက်မှောင်ကျုံနေကြပါတယ်တချို့ကတောင်ကမ်းပါပေါ်ကိုခုံတက်ဖို့စူးစမ်းကြပါတယ်ဒါပေမဲ့ပေ300ကျော်မြင့်တဲ့ဒီကမ်းပါကြီးပေါ်ကိုခုံတက်နိုင်ဖို့ဆိုတာဘသူကများဒီလောက်တမာတဲ့ခနာကိုမျိုးရှိမှလဲလူတော်များများကတဝက်လောက်ထိရဲခုံနိုင်ပြီးအောက်ကိုပြန်ပြုတ်ကျကုန်ကြပါတယ်အောက်ကိုပြန်ပြုတ်ကျသွားတဲ့ပညာသင်တွေကတော့အရေးချင်းမပြည့်မီဘူးဆိုပြီးတောင်ပေါ်ကနေနှင်ထုတ်ခံလိုက်ရပါတယ်တောင်ကမ်းပါပေါ်တက်ရတာကဒီလောက်တောင်လွယ်နေတာလားဝေယုံကရှေ့ကိုထွက်လာပြီးရဲလိုက်ပါတယ်မင်းတို့အားလုံးကပြေးတက်ဖို့ခုံတက်ဖို့နဲ့ပြန်တက်ဖို့ပဲစဉ်းစားနေကြတာကိုကိုဆွဲတင်ဖို့ကြတော့ဘာလို့မစဉ်းစားမိကြတာလဲသူကခေါင်းကြီးကြီးနားရွက်ကားနဲ့ဝဝတုတ်ဖြစ်ပေမဲ့သူ့ရဲ့အတွေးခေါ်ကတော့တော်တော်လေးကိုဖျက်လက်ပါတယ်သူကသူ့ရဲ့ဝိညာဉ်စွမ်းအားကျုံးမြင်တွေကိုဓာတ်တွေမှာခြိလိုက်ပြီးကမ်းပါထိပ်ကိုအရင်ပြန်တက်ခိုင်းလိုက်ပါတယ်ဝေယုံကဝိညာဉ်စွမ်းအားကျုံးမြင်10ခုကိုထိန်းချုပ်ပြီးကမ်းပါထိပ်ကိုမြဲချိတ်တွဲလိုက်တာပါပြီးမှအဲ့ဒီကျိုးတွေကိုတပြေးဖြတ်အေးချင်းကျစ်ပြီးသူ့ကိုယ်သူတောင်ကမ်းပါပေါ်ကိုတဆင့်ချင်းဆွဲတင်သွားပါတယ်ထိပ်ကိုရောက်ခါနီးမှာတော့သူ့ရဲ့ဝဝတုတ်လက်ဝါးကြီးတွေနဲ့ကမ်းပါနံရံကိုတွေ့တက်ပြီးအပေါ်ကိုရောက်သွားပါတယ်သူကအောက်မှာရှိနေတဲ့ချင်းမူကိုလက်ရမ်းပြပြီးညီအကိုချင်းမူမင်းလဲဒီလိုပဲဆွဲတင်ကြည့်ပါလားလို့လှမ်းပြောလိုက်ပါတယ်မလိုပါဘူးချင်းမူကသူ့ရဲ့ခြေထောက်တွေကိုထိုင်လွန်နီးပါးအထိကွေးညွတ်လိုက်ပါတယ်သူ့ခြေထောက်တွေကအားအင်တွေကဝိညာဉ်စွမ်းအားတွေနဲ့အတူပောက်ကွဲထွက်လာပြီးသူ့ခန္ဓာကိုယ်ကအပေါ်ကိုဝုန်းခနဲ့ပြန်တက်သွားပါတယ်သူကပေ360လောက်ထိမြင့်အောင်ခုန်လိုက်တာဖြစ်ပြီးဝေယုံဘေးနားကိုဖုံးခနဲ့အတန်နဲ့အတူဆင်းသက်လိုက်ပါတယ်ဝေယုံကလန့်သွားပြီးအောက်ကိုအန်အော်တက်ကြီးငုံကြည့်လိုက်ပါတယ်ညီအကိုမင်းလေးကျင့်ထားတာတိုက်ခိုက်ရေးပညာတွေမဟုတ်လားဟုတ်သားပဲမင်းသုံးတာကဓာတ်မြောင်ပဲကိုမင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကတကယ်ကိုအံ့မခန်းပါပဲတောင်ကမ်းပါအောက်ကယာနဲ့ချီတဲ့ပညာသင်တွေအားလုံးလဲကြောင်တောင်ဖြစ်သွားကြပါတယ်အဲ့ဒီအသက်လက်ပိုင်းတာအိုဆရာကတော့ခေါင်းညှိလိုက်ပြီးချင်းမူရဲ့နမီဘေးမှာတိုက်ခိုက်ရေးဆိုတဲ့စာလုံးကိုရေးလိုက်ပါတယ်ပြီးတော့ဝေယုံနမီဘေးမှာတော့ဉာဏ်ပညာဆိုတဲ့စာလုံးကိုရေးလိုက်ပါတယ်ဝေယုံရဲ့နေလန်းကတော့ဖြက်လန်းနေလို့ပြောလို့ရပြီးအောက်ကပညာသင်တွေလည်းဒါကိုမြင်ပြီးသဘောပေါက်သွားကြပါတယ်သူတို့ခေါင်းထဲကိုအိုင်ဒီယာတွေဝင်လာပြီးဓာတ်ထိန်ချုပ်တာဒါမှမဟုတ်တခြားနေစနစ်တွေကိုသုံးပြီးဝိညာဉ်စွမ်းအားကျုံးမြင်တွေကိုတောင်ကမ်းပါပေါ်ချိတ်တွဲကတက်လာကြပါတော့တယ်တောင်ပေါ်ကိုရောက်လာတဲ့လူဦးရေကတဖြည်းဖြည်းပိုများလာပါတယ်ဒီအချိန်မှာတော့ချင်းမူနဲ့ဝေယုံတို့ကရှေ့ကိုဆက်သွားနေကြပါတယ်ဒါကကြောက်စိမ့်တောင်ထိပ်ဖြစ်ပေမဲ့တောင်ကုန်းတွေစမ်းချောင်းတွေရေတခွန်တွေနဲ့စိမ့်လန့်ဆူပြေမှုတွေရှိနေပြီးတော်တော်လေးကိုအေးချမ်းလာပါတယ်ငှက်တွေနဲ့တိရစ္ဆာန်တွေတောင်ရှိနေပါသေးတယ်ဒါပေမဲ့ဒီကငှက်တွေနဲ့တိရစ္ဆာန်တွေကတခြားနေရာတွေနဲ့မတူဘဲပုံမှန်ထက်ပိုကြီးမားနေကြပါတယ်အဲ့ဒီအပြင်သူတို့မှာအကြေးခွန်တွေနဲ့အမွှေးတောင်တွေလည်းပေါက်နေတတ်ပါတယ်သူတို့ကငကားကြော6ခုကနေထွက်လာတဲ့ငကားရှိန်ဝါတွေကိုစုပ်ယူထားမိလို့ဒီလိုမျိုးထူးထူးဆန်းဆန်းဖြစ်နေတာဖြစ်နိုင်ပါတယ်ပညာသင်တို့ကျေးဇူးပြုပြီးခဏလောက်ရက်ပေးပါသူတို့တွေအင်ပါယာတက္ကသိုလ်ရဲ့ပထမဆုံးခန်းမဆောင်ကြီးစီကိုရောက်လာကြပါတယ်ဒီခန်းမဆောင်ကြီးကဗညာပေ900ကျော်လောက်ထိကျယ်ဝန်းပြီးတော်တော်လေးကိုကြီးမားပါတယ်ခန်းမဆောင်ကြီးရှိကပလက်ဖောင်းကလည်းလူထောင်ချီဆန့်လောက်အောင်ကျယ်ပြတ်ပါတယ်ချင်းမူကပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါစောကတောင်ပေါ်တက်သွားတဲ့နတ်ဖျားအတက်ပညာရှင်တွေကိုမတွေ့ရပါဘူးနတ်ဖျားအတက်ပညာရှင်တွေအတွက်စာမေးပွဲကသူတို့နဲ့တူမှာမဟုတ်ပါဘူးခန်းမဆောင်ကြီးရှိမှာဒါအိုဆရာ69ယောက်ရက်နေပြီးတာအိုဆရာတယောက်ချင်းစီရဲ့နောက်မှာတော့နတ်ဖျားတစ်ပါးစီရှိနေပါတယ်ဒါတွေကသူတို့ရဲ့ဝိညာဉ်စွမ်းအားတွေနဲ့ဖန်တီးထားတဲ့နတ်ဖျားတွေပါသူတို့ရဲ့ခန္ဓာကိုယ်ပေါ်ပိုင်းတွေကပဲလေထဲမှာဝဲပြန်နေပြီးတော်တော်လေးကိုခိုင်ခန့်ထဲဝါပုံရပါတယ်မိုက်လိုက်တာချင်းမူရဲ့ရင်ထဲမှာတုံးလှုပ်သွားပါတယ်ဒီတာအိုဆရာ69ယောက်ရဲ့စွမ်းရည်တွေကထူးခြားလွန်းလာပါတယ်ဝိညာဉ်စွမ်းအားကိုပုံဖော်နိုင်တဲ့ဆိုကြတဲ့ကသူတို့ကနတ်ဖျားနယ်ပယ်နားကိုရောက်နေကြပြီးချစ်မှာပါတာအိုဆရာတယောက်ချင်းစီရဲ့စွမ်းအားကကောင်းကင်နဲ့ဆိုးကိုင်းရဲ့ခမ်းမဆောင်မှုတွေထက်တောင်မနှိမ့်ပါဘူးအစိမ့်မြင့်ပညာရက်တွေအတွက်နံပါတ်1တန့်စင်ရနယ်မြေဖြစ်ကြော်ကြားတဲ့အင်ပါယာတက္ကသိုလ်ဆိုတာတကယ်ကိုမဟုတ်ပါဘူးဒီတာအိုဆရာ69ယောက်ကငကားနယ်ဆက်မျိုးသားရဲ့အဆင့်ကိုတော့မမီကြသေးပါဘူးဖ
ဖူယွန်ဒီရဲ့ခန္ဓာကိုယ်နောက်ကလက်ရှိဖက်ခေါင်းရှစ်လုံးနဲ့နတ်ဖျားပုံရိပ်ကတော့အပြည့်စုံရှိပြီးတကယ့်စစ်အတိုင်းဖြစ်နေတာမို့တော်တော်လေးကိုကြောက်စရာကောင်းတာပါဒီတာအိုဆရာတွေကဖူယွန်ဒီထက်တစ်ဆင့်ဒါမှမဟုတ်နှစ်ဆင့်လောက်နေနေတာကတော့ရှင်းပါတယ်ဒါပေမဲ့ဒီတာအိုဆရာ69ယောက်လုံးဖန်တီးထားတဲ့နတ်ဖျားတွေကဘာလို့အတူတူပဲဖြစ်နေရတာလဲချင်းမူကမျက်မှောင်ကျုပ်လိုက်ပါတယ်အကယ်၍သူတို့ရဲ့အားနည်းချက်ကိုရန်သူကတိသွားရင်သူတို့စိတ်ကြိုက်တက်ဖြတ်တာကိုခံရမှာမဟုတ်ဘူးလားဒီလိုတာအိုဆရာမျိုးဆိုရင်အဖွားကလက်တစ်ဖက်တဲနဲ့တင်10ယောက်လောက်ကိုတတ်နိုင်တယ်လို့ဒီလူငယ်ကသူ့ဘာသာတွေးနေမိပါတယ်မင်းဆရာကြီးကမူလာတန်းကျောင်းတွေနဲ့ကောလိပ်တွေကိုလူသိများအောင်လုပ်ခဲ့ပေမဲ့အဲ့ဒီမှာအားနည်းချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူတို့သင်ပေးတဲ့ကိုယ်ခံပညာနဲ့နတ်ဖျားတက်ပညာတွေကပုံစံခွက်တစ်ခုတည်းဖြစ်နေတာပါပဲဂိုင်းတွေမှာလည်းသူတို့ရဲ့ကောင်းကွက်တွေရှိတယ်ဆိုတာကိုချင်းမူစတင်ခံစားမိလာပါတယ်ဂိုင်းတစ်ခုချင်းစီကသင်ကြားပေးတဲ့အရာနဲ့ကျွမ်းကျင်တဲ့အရာတွေကမတူကြတော့ကိုယ်ခံပညာနဲ့နတ်ဖျားတက်ပညာတွေကပိုပြီးစုံလင်ကွဲပြားတာပေါ့ဒါပေမဲ့လည်းမူလာတန်းကျောင်းတွေနဲ့ကောလိပ်တွေရဲ့အကျိုးသက်ရောက်မှုကတော့အားကောင်းနေုံပါပဲဒါကပညာသင်များပြားရဲ့ပါရမိတွေကိုအဟန့်တားမဖြစ်စေပဲပေါ်ထွက်လာစေပါတယ်အရင်တုန်းကတော့ဂိုင်းတွေကလက်ခံတဲ့တပည့်တွေကလူနည်းစုပဲရှိတာပါအခုတော့နေရာတိုင်းမှာကျောင်းတွေကောလိပ်တွေရှိလာတော့ထူးချွန်တဲ့သူတွေအများကြီးထွက်ပေါ်လာတာပေါ့ဒီတာအိုဆရာ69ယောက်ကမလုံမရှက်ရက်နေကြပါတယ်ရုတ်တရက်ဆိုသလိုသူတို့ကျောနောက်ကဝိညာဉ်စွမ်းအားနဲ့ဖန်တီးထားတဲ့နတ်ဖျားပုံရိပ်တွေကခမ်းမဆောင်ရှိကစင်ဝိုင်းတွေပေါ်ကိုပြန်ဆင်းသွားကြပါတယ်အရှိဆုံးကတာအိုဆရာကအတန်အော်ပြောလိုက်ပါတယ်တကဘာလုံးကလာကြတဲ့ပညာသင်တို့10ယောက်တစ်ဖွဲ့စီအုပ်စုဖွဲ့ပြီးတန်းစီပြီးရှေ့ကိုထွက်လာခဲ့ကြမင်းတို့ရဲ့အစွမ်းထက်ဆုံးကွက်ကဲမှုတွေကိုသုံးပြီးမင်းတို့ရှေ့ကနတ်ဖျားပုံရိပ်တွေကိုတိုက်ခိုက်ကြနတ်ဖျားလမ်းစဉ်မိစ္ဆာလမ်းစဉ်ဒါမှမဟုတ်ဗုဒ္ဓလမ်းစဉ်ကြိုက်တာကိုသုံးလို့ရတယ်ဘာကိုမှတားမြစ်ထားတာမရှိဘူးဒီနတ်ဖျားပုံရိပ်တွေကလည်းမင်းတို့ကိုပြန်တိုက်ခိုက်လိုက်မယ်10ယောက်မှာ1ယောက်ပဲအောင်မြင်မယ်စင်ပေါ်မှာနောက်ဆုံးကြံခဲ့တဲ့သူကစာမေးပွဲအောင်မယ်ခမ်းမဆောင်ရှိကပညာသင်တွေကြားမှာစူညံသွားပါတယ်နတ်ဖျားပုံရိပ်တွေရဲ့တိုက်ခိုက်မှုကိုခုခံရမှာအပြင်10ယောက်မှာ1ယောက်ပဲအောင်မယ်ဆိုတော့ဒီစာမေးပွဲကအရင်တစ်ခုထက်အများကြီးပိုရက်ဆက်တာပေါ့တောင်ကမ်းပါတက်တဲ့စာမေးပွဲမှာတင်ပညာသင်တစ်ဝက်ပြုတ်သွားပြီဖြစ်ပြီးအခုစာမေးပွဲကတော့90%ကိုထပ်ပြီးဖယ်ထုတ်ဥမှာပါအားလုံးကစိတ်လှုပ်ရှားသွားကြပြီးအုပ်စုတွေခွဲကစင်ဘော်ကိုတက်သွားကြပါတယ်ဝေယုံကတော့ချင်းမူနဲ့ဝေးရာကိုချက်ချင်းရှောင်သွားပြီးတခြားစင်တစ်ခုပေါ်တက်သွားပါတယ်ချင်းမူကစင်ပေါ်မှာရက်နေပြီးတိတ်မကြခင်မှာပဲသူရှိတဲ့စင်ဝိုင်းပေါ်ကိုလူ10ယောက်ပြည့်သွားပါတယ်ကျန်တဲ့စင်68ခုမှာလည်းပညာသင်10ယောက်စီရှိနေပါပြီစတင်စေလို့တာအိုဆရာတယောက်ကအော်လိုက်ပါတယ်သူ့တန်လဲဆုံးရောနတ်ဖျားပုံရိပ်69ခုလုံးကတပြိုင်တည်းလှုပ်ရှားလာပြီးစင်ပေါ်ကပညာသင်တွေကိုတိုက်ခိုက်ပါတော့တယ်ပညာသင်တွေအားအောင်ငယ်ခုခံဖို့စူးစမ်းကြတာပေါ့အဲ့ဒီအချိန်မှာပဲချင်းမူရဲ့ခန္ဓာကိုယ်ကတစ်စေတကောင်လိုရင်းမြန်စွာလှုပ်ရှားသွားပြီးနတ်ဖျားပုံရိပ်ရဲ့တိုက်ခိုက်မှုကိုရှောင်ကာစင်ဝိုင်းပေါ်မှာပြေးလွှားလိုက်ပါတယ်ဝုန်းခန့်နဲ့အတန်9ချိန်ဆက်တိုက်ထွက်ပေါ်လာပြီးလူပုံရိပ်9ခုကစင်အောက်ကိုလွင့်စင်သွားပါတော့တယ်သူ့စင်ပေါ်မှာရှိနေတဲ့ပညာသင်တွေအားလုံးကနတ်ဖျားပုံရိပ်ရဲ့တိုက်ထုတ်ခြင်းကိုမခံရခင်မှာတင်ချင်းမူရဲ့ကန်ထုတ်ခြင်းကိုခံလိုက်ရတာပါပဲစင်ဝိုင်းပေါ်မှာချင်းမူကိုတိုက်ခိုက်နေတဲ့နတ်ဖျားပုံရိပ်ကရုတ်တရက်ရက်တန့်သွားပြီးငြိမ်သက်သွားခဲ့ပါတယ်မင်းအောင်သွားပြီလို့ခေါင်းဆောင်တာအိုဆရာကတီတီငိမ့်ငိမ့်ပြောလိုက်ချိန်မှာပဲခမ်းမရှိမှရှိနေတဲ့တာအိုဆရာ69ယောက်စလုံးရဲ့မျက်နှာမှာအံ့အားသင့်တဲ့အရိပ်ရောင်တွေထင်ဟပ်သွားပါတယ်ချင်းမူကသူ့ကိုအယိုသေးပေးပြီးစင်ပေါ်ကနေဆင်းလာခဲ့ပါတယ်တာအိုဆရာကတော့မျက်နှာပြက်ပြက်နဲ့သူ့ဘေးကတာအိုဆရာတွေကိုဒီလူငယ်လေးကစိတ်ထားပုတ်ခတ်ပြီးမိစ္ဆာဆန်တဲ့တဘာဝအနှဲငယ်ရှိနေတာကိုငါမြင်နေရတယ်စင်ပေါ်ကတခြားလူတွေကနတ်ဖျားပုံရိပ်ရဲ့တိုက်ခိုက်မှုကိုခုခံဖို့စုပေါင်းလှုပ်ဆောင်နေကြတာကိုသူတယောက်တည်းကပဲတခြားလူတွေကိုလက်ဦးအောင်တိုက်ခိုက်သွားတာပဲလို့တိုးတိုးရေးပြောလိုက်ပါတယ်သူပြောလိုက်တာနဲ့တပြိုင်နက်တခြားစင်တွေစီကနေလဲလက်အော်တန်တွေထွက်ပေါ်လာပါတယ်တခြားပညာသင်တွေကလည်းချင်းမူရဲ့လောက်ရက်ကိုအတူယူပြီးနတ်ဖျားပုံရိပ်တွေရဲ့တိုက်ခိုက်မှုကိုခံနေရတဲ့ကြားကပဲသူတို့နဲ့တစင်နဲ့ရှိနေတဲ့သူတွေကိုပြန်တိုက်ခိုက်ကြတာပါခဏလေးအတွင်းမှာတင်လူပေါင်းရာနဲ့ချီပြီးစင်ဝိုင်းတွေပေါ်ကနေအတင်းတမမောင်းထုတ်ခံလိုက်ရပါတယ်မကြခင်မှာပဲဒီစစ်ဆေးမှုပြီးဆုံးသွားပြီးလူတရာပဲကြံပါတော့တယ်အောင်မြင်သွားတဲ့ပညာသင်တွေအားလုံးက9ပါးသောတတ်ကြဤနယ်ပယ်ကဖြစ်ပြီးဝိညာဉ်တန်နေသားနယ်ပယ်ကဘသူမှမအောင်မြင်ခဲ့ပါဘူးချင်းမူကြည့်လိုက်တော့ဝေယုံလဲအောင်မြင်သွားတာကိုတွေ့လိုက်ရပါတယ်ဒီဝါတို့လေးရဲ့ကျင့်စဉ်အဆင့်ကမြစ်တင်ချိုင်းကဝေမိသားစုကနေလာတဲ့ပညာသင်တယောက်ပြီးတကယ့်ကိုနည်းနည်းလာပါတယ်တာအိုဆရာတော်များများကတော့အံ့အားသင့်နေကြတာပါအစီအစဉ်တကျတေးသေးချာချာပြင်ဆင်ထားတဲ့စာမေးပွဲကအခုလိုဖြစ်သွားလိမ့်မယ်လို့သူတို့လုံးဝထင်မထားခဲ့ကြပါဘူးခဏကြာမှာတော့တာအိုဆရာတယောက်အောင်တဲ့သူတွေအားလုံးခမ်းမတဲကိုဝင်ကြကြံတဲ့သူတွေကတော့တောင်ပေါ်ကနေဆင်းကြတော့လို့အတန်ကျဲကြီးနဲ့အော်ပြောလိုက်ပါတယ်ချင်းမူနဲ့တခြားပညာသင်တွေကရှေ့ကခမ်းမကြီးစီကိုရှောက်သွားကြပေမဲ့သူ့ကိုတယောက်ယောက်ကစိုက်ကြည့်နေတယ်လို့ခံစားနေရပါတယ်နောက်လက်ကြည့်လိုက်တော့တာအိုဆရာ69ယောက်စလုံးရဲ့အကြည့်တွေကသူ့စီမှာပဲရောက်နေတာကိုတွေ့လိုက်ရပါတယ်ချင်းမူကသူ့ဝက်စားတွေကိုပြန်စစ်ကြည့်လိုက်ပေမဲ့ထူးထူးခြားခြားဘာမှမရှိတာကြောင့်တာအိုဆရာတွေကိုတောက်ပတဲ့အပြုံးတစ်ခုပြန်ပြပြီးခမ်းမကြီးရဲ့ကိုဝင်သွားခဲ့ပါတယ်မိစ္ဆာပဲ
လို့တာအိုဆရာ69ယောက်စလုံးကတပြိုင်နက်တည်းရေးရွတ်လိုက်ကြပါတယ်ခေါင်းဆောင်တာအိုဆရာကချင်းမူရဲ့နမီနောက်မှာမှတ်ချက်ကိုရေးလိုက်ပြီးနမီစရင်မှတ်တမ်းကိုလေထဲကိုဝှေ့ရမ်းပစ်တင်လိုက်ပါတယ်ကောင်းကင်ဘော်ကနေပြန်တန်းလာတဲ့ကြိုးကြငတ်တကောင်ကအဲ့ဒီမှတ်တမ်းကိုတွားနဲ့ကိုက်ချီပြီးခမ်းမကြီးကိုကြော်ကာတောင်တန်းတွေစီကိုပြန်တန်းသွားပါတော့တယ်ဒီလိုမိစ္ဆာဆန်တဲ့လူငယ်မျိုးကိုငါတို့နန်းတွင်တက္ကသိုလ်ကိုအနေရမပြုတ်နိုင်အောင်နဲ့တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာကိုမယိုးနှံ့စေဖို့လမ်းခုလက်မှာတင်ဖယ်ရှားပစ်လိုက်တာအကောင်းဆုံးပဲနောက်ကစစ်ဆေးမဲ့သူတွေကသူ့ကိုအရေးချင်းမပြည့်မီဘူးဆိုပြီးထုတ်ပယ်လိုက်ဖို့မျှော်လင့်ရတာပါပဲလို့သူတို့ကတွေးနေကြပါတယ်ချင်းမူနဲ့တခြားပညာသင်တွေခမ်းမထဲကိုရောက်သွားပေမဲ့တောင်ပေါ်ကိုအရင်တက်သွားတဲ့6မျက်နှာအရက်နယ်ဘဲကပညာသင်တွေကိုတော့မတွေ့ရသေးပါဘူးအဲ့ဒီလူတွေကနတ်ဖျားတက်ပညာရှင်တွေဖြစ်တာကြောင့်သူတို့ရဲ့စာမေးပွဲကတော့ဒီလူတွေနဲ့ကွဲပြားမှာအသေးအချာပါပဲချင်းမူကပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ခမ်းမကြီးရဲ့တိုင်တွေပေါ်မှာနယံဆေးပချီကားတွေကိုတွေ့လိုက်ရပါတယ်ထူးဆန်းတဲ့ပချီကားတွေရာနဲ့ချီပြီးရှိနေတာကြောင့်ဒီတစ်ခါစစ်ဆေးမှုကဘာအကြောင်းဖြစ်မလဲလို့သူကဇဝေးဇဝါဖြစ်နေပါတယ်ဝေယုံကပြုံးပြီးနန်းတွင်တက္ကသိုလ်ကနှစ်တိုင်းမတူတာတွေကိုစစ်ဆေးတာဆိုတော့ဘာကိုစစ်မလဲဆိုတာဘယ်သူမှမသိနိုင်ဘူးဘာစစ်မလဲဆိုတာကြိုသိနေရင်ဒီတက္ကသိုလ်ထဲဝင်ဖို့ကဒီလောက်မခက်ခဲတော့ဘူးပေါ့လို့ပြောပါတယ်ချင်းမူခေါင်းငိမ့်လိုက်စင်မှာပဲသူ့ရင်ထဲတစ်ချက်တုံလို့သွားပါတယ်ဒီတိုင်တွေပေါ်ကပချီကားတွေကကျင့်စဉ်တချို့ရဲ့အသက်ရှူအင်အားလက်ပတ်ပုံချမ်းတွေဖြစ်နေလို့ပါပဲပုံတပုံချင်းစီကမတူညီတဲ့ကျင့်စဉ်တွေရဲ့စီးဆင်းပုံလမ်းကြောင်းတွေဖြစ်နေတာပါသူတပုံချင်းစီကိုလိုက်ကြည့်ရင်တကယ့်ကိုအံ့အားသင့်သွားရပါတယ်နန်းတွင်တက္ကသိုလ်ကကျင့်စဉ်ပုံချမ်းတွေကိုအခုလိုနေရာမျိုးမှာထွင်းထုထားတာကနင်းနေတော့ပေါ့စလုံးရမကြဘူးလားတခြားသူတွေခိုးယူကြည့်ရှုမှာကိုမကြောက်ကြဘူးလားလို့သူတွေးနေမိပါတယ်ဒီခမ်းမထဲကအသက်ရှူအင်အားလှည့်ပတ်ပုံတွေကမပြည့်စုံတဲ့ပုံချမ်းတွေကြီးပဲလို့သူ့ဘေးကပညာသင်တယောက်ကပြောပြပါတယ်ကျင့်စဉ်တိုင်းကမပြည့်စုံဘူးအင်ပါယာရဲ့မင်းဆရာကြီးကတကဘာလုံးမှာရှိသမျှမပြည့်စုံတဲ့ကျင့်စဉ်တွေကိုလိုက်ရှာပြီးဒီနေရာမှာထွင်းထုထားရလို့ငါကြားဘူးတယ်လို့သူကဆက်ပြောပါတယ်အဲ့ဒီအချိန်မှာပဲချင်းမူကပုံတပုံကိုတတိထားမိသွားပြီးသူ့ရင်တွေတရုံတုံးခုန်သွားပါတယ်ဒီပုံကအရှင်သခင်ကိုခန္ဓာ၃ပါးစေလုံးကျင့်စဉ်ရဲ့လက်ပတ်ပုံချမ်းဖြစ်နေလို့ပါပဲဒါပေမဲ့သူမျက်မှောင်ကျုပ်လိုက်မိပါတယ်ဒီပုံက6မျက်နှာအရက်နယ်ပဲအတွက်အသက်ရှူအင်အားလက်ပတ်ပုံဖြစ်နေပြီးသူ့အလိုအဆုံးဖြစ်နေတဲ့၅ပါးသောတက်ကြီးနယ်ပဲအတွက်ပုံချမ်းမဟုတ်နေလို့ပါပဲဂိုင်းချုပ်ကြီးကအရှင်သခင်ကိုခန္ဓာ၃ပါးစေလုံးကျင့်စဉ်ရဲ့ပုံချမ်းကိုတနေရာမှာတွေ့ခဲ့လို့ဒီမှာထွင်းထုထားတာများလားဒါဆိုရင်ဂိုင်းချုပ်ကြီးကတခြားလက်ပတ်ပုံတွေကိုလည်းသိနေမှာလားဘာပဲဖြစ်ဖြစ်ဂိုင်းချုပ်ကြီးကိုတွေ့နိုင်ဖို့အတွက်ငါနန်းတွင်တက္ကသိုလ်ရဲ့ပညာသင်တယောက်ဖြစ်အောင်ကိုလုပ်ရမယ်လို့သူကဆုံးဖြတ်ချက်ချလိုက်ပါတယ်နွားကျောင်းသားလေးရဲ့နတ်ဖျားမှတ်တမ်းအခန်း116မွေးကင်းစကလေးငယ်လိုဖြူစင်တဲ့နှလုံးသားချင်းမူကတိုင်ပေါ်မှာရှိတဲ့အရှင်သခင်ခန္ဓာ၃မျိုးစေ့ကျင့်စဉ်ရဲ့6မျက်နှာအရက်နယ်ပဲဆိုင်ရာကျင့်စဉ်ပုံရိပ်ကိုအသေးအချာအာယုံစိုက်ပြီးမှတ်သားနေပါတယ်သူကဘေးဒုက္ခနှိမ်နင်းရင်းနဲ့တော့ထဲမှာတော့၅ပါးသောတက်ကြီးနယ်ပဲရဲ့မပြည့်စုံတဲ့ကျင့်စဉ်ပုံရိပ်ကိုရခဲ့ဘူးတာပါအခုဒီ6မျက်နှာအရက်နယ်ပဲကျင့်စဉ်ပုံရိပ်နဲ့ပေါင်းဆက်လိုက်တဲ့အခါအရင်ကသူနားမလည်ခဲ့တဲ့အစိတ်အပိုင်းတွေကတဖြည်းဖြည်းနဲ့ရှင်းလင်းလာပါတယ်ဒါပေမဲ့မပြည့်စုံတဲ့အစိတ်အပိုင်းတွေကိုပြန်ဖာထေးဖို့ကတော့မဖြစ်နိုင်သေးပါဘူးလူငယ်မျိုးနွယ်စုခေါင်းဆောင်ကဒီကျင့်စဉ်ပုံရိပ်ကိုမြင်ဘူးရဲ့ဆိုတော့သူ့စီမှာ၅ပါးသောတက်ကြီးနယ်ပဲရဲ့မပြည့်စုံတဲ့ပုံရိပ်ရှိနေနိုင်ပါတယ်အဲ့ဒါကလည်းမပြည့်စုံဘူးဆိုရင်တောင်ချင်မူတိထားတဲ့အစိတ်အပိုင်းတွေနဲ့ပေါင်းဆက်ပြီးပြန်ပြင်လို့ရနိုင်တာပေါ့ဒါကသူ့ရဲ့ကျင့်ကြံမှုနဲ့တိုက်ရိုက်သက်ဆိုင်နေတာမို့သူတော်တော်လေးအလေးနက်ထားပြီးစူးစမ်းနေပါတယ်ရုတ်တရက်ခမ်းမှနောက်ဘက်ကနေဘုန်းကြီးတစ်ပါးထွက်လာပြီးမြစ်တင်ချိုင်းကပညာသင်တွေဗမာလဲမြစ်တင်ချိုင်းကပညာသင်တွေရှေ့ကိုထွက်ခဲ့ကြပါမင်းတို့ကဒီစစ်ဆေးမှုကိုဖြေစရာမလိုဘူးနောက်တစ်ခုမှစောင့်နေလိုက်လို့တီတီကြီးကြီးပြောလိုက်ပါတယ်ဝေယုံကကြောင်အန်းနဲ့တခြားပညာသင်နှစ်ယောက်နဲ့အတူထွက်သွားပါတယ်သူကအတွင်းခန်းမဘက်ကိုသွားရင်အကိုချင်းလို့လန်းခေါ်တော့စူညံမနေနဲ့လို့အဲ့ဒီဘုန်းကြီးကဟန့်လိုက်ပါတယ်အဲ့ဒီဘုန်းကြီးကဆက်ပြီးမြစ်တင်ချိုင်းကပညာသင်တွေကအသေးအပြောက်များခဲ့လို့နောက်ထပ်စာမေးပွဲတွေထပ်ဖြည့်စရာမလိုတော့ဘူးကြံတဲ့လူတွေကတော့ဒီမှာပဲစောင့်နေကြလို့ပြောပါတယ်ချင်းမူကတော့တော်တော်လေးအံ့ဩသွားပါတယ်ဧကရစ်ကောလိပ်ထဲမှာဘုန်းကြီးတစ်ပါးရှိနေတာကိုစောစောကတာအိုဆရာတွေအများကြီးမြင်ခဲ့ရတော့ဒါကိုဧကရကောလိပ်လို့ခေါ်ပေမဲ့ဝိဇ္ဇာလန်းစဉ်ကျောင်းတော်လို့ပဲသူထင်ထားခဲ့တာပါဒီမှာဘုန်းကြီးတစ်ပါးကိုမြင်ရလိမ့်မယ်လို့သူလုံးဝမထင်ထားပါဘူးဗုဒ္ဓဘာသာနဲ့ဝိဇ္ဇာလန်းစဉ်ကဧကရစ်ကောလိပ်မှာအတူရှင်တွဲနေတာလားမဟာမိုးကြိုးကျောင်းတော်ကလူတွေဒါကိုသိရင်ဘယ်လိုနေမလဲမသိဘူးလို့သူတွေးနေမိပါတယ်သူအဲ့ဒီလိုတွေးနေအောင်မှာပဲနောက်ထပ်ဝါဖန့်ဖန့်သင်္ကန်းဝတ်ထားတဲ့ဘုန်းကြီးတစ်ပါးခမ်းမနောက်ဘက်ကနေထွက်လာပါတယ်သူ့ရဲ့မျက်ခုံးမွေးတွေကအရှိကြီးဖြစ်ပြီးလွင့်နေတယ်လို့ပါပဲလက်ထဲမှာလည်းမှတ်တမ်းစာအုပ်တအုပ်ပါလာပါတယ်သူကခမ်းမထဲကပညာသင်တွေကိုဆူရှာတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီးဒီစစ်ဆေးမှုကမင်းတို့ရဲ့စိတ်နေစိတ်ထားအကြောင်းပဲလို့ပြောလိုက်ပါတယ်သူ့ရဲ့အတန်ကခေါင်းလောင်းကြီးတီးလိုက်တယ်လို့ဟိမ့်ထွက်နေပြီးလူတွေရဲ့နားစီကိုတုန်ခါသွားစေတာကြောင့်အားလုံးကြောင်အန်းသွားကြပါတယ်သူကတင်ပြင်ခွေထိုင်လိုက်ပြီးမျက်ခုံးတွေကိုချလိုက်ကငါကဒီကျန်းစာတွေကဂါထာတွေကိုရွတ်ဖတ်မယ်မခံနိုင်တဲ့လူက
ခမ်းမထဲကနေထွက်သွားလို့ရတယ်ငါရဲ့ဂါထာတန်ကိုခံနိုင်တဲ့လူပဲနောက်တစ်ဆင့်တက်ရမယ်လို့ပြောပါတယ်သူကလက်အုပ်ချီပြီးပုတိစိတ်ရင်းဂါထာတွေကိုမမျက်မနှေးရွတ်ဖတ်ပါတော့တယ်မြတ်စွာဘုရားမိန့်ကြားတော်မူသည်မှာသူဗုဒ္ဓဘောဓိတက်များအားလုံးသည်မိမိတို့၏စိတ်ကိုဤသို့ထိန်းချုပ်ရမည်ဥမပေါက်ဖွားသူအမိဝမ်းမပေါက်ဖွားသူအညီမပေါက်ဖွားသူကိုထင်ရှားဖြစ်ပေါ်လာသူရုပ်ရှိသူရုပ်မဲ့သူအတိစိတ်ရှိသူအတိစိတ်မဲ့သူအတိစိတ်ရှိသည်လည်းမဟုတ်မရှိသည်လည်းမဟုတ်သူထိုတတ္တဝါအားလုံးတို့ကိုငါသည်တန်တရာမှလွတ်မြောက်ရာနိဗ္ဗာန်သို့ပို့ဆောင်ပြီးဤသို့မရေမတွက်နိုင်သောတတ္တဝါတို့ကိုပို့ဆောင်တော်လဲအမှန်စင်စစ်မိသည့်တတ္တဝါကိုမျှပို့ဆောင်သည်မဟုတ်ပေအဘယ်ကြောင့်ဆိုသောဗုဒ္ဓရဲ့ဂါထာတန်တွေကတုံခါနေပြီးဂါထာတပုတ်ချင်းစီကယူလိုင်ဗုဒ္ဓဂယာရှင်ကျော်စင်းလာသလိုပါပဲပညာသင်တွေရဲ့စိတ်ထဲခန္ဓာကိုယ်ရဲ့သူတို့ရဲ့ဝိညာဉ်တန်နေသားနတ်ဖျားယတနာတိုက်နဲ့တက်ကြီးငါးပါးနတ်ဖျားယတနာတိုက်တွေတဲ့အထိရိုက်ခတ်သွားပါတယ်သူတို့ရဲ့အတွေ့အမှာဖျားပုံငေါ်တွေပေါ်လာပြီးရောင်ကြီးတွေတောက်ပလာပါတယ်တုံခါမှုတွေကပိုပြင်းထန်လာပြီးလူတွေခန္ဓာရည်မဲ့လာပါတယ်အတန်ရဲ့တုံခါမှုကသူတို့ရဲ့သွေးလေတွေကိုမမှန်မကန်ဖြစ်စေပြီးကြင်ကြံမှုအင်အားတွေကိုလည်းပြန့်ကျဲကုန်စေတာကြောင့်သူတို့ရဲ့နတ်ဖျားယတနာတိုက်တွေကိုမကာကွယ်နိုင်တော့ပါဘူးကျန်းစာရွတ်ဆိုတန်ကိုခုခံဖို့ကတော်တော်လေးခက်ခဲလာပါတယ်သူတို့ရဲ့စိတ်ကိုလုံးဝမကာကွယ်နိုင်တော့ပဲသူတို့ရဲ့အတွေးတွေအကုန်လုံးကိုအဲ့ဒီဘုံကြီးကအကုန်မြင်နေရတယ်လို့ခံစားနေရပါတယ်နောက်ဆုံးမှာတော့ပညာသင်တယောက်ကမခံနိုင်တော့ပဲခမ်းမထဲကနေပြေးထွက်သွားပါတယ်သူသာအဲ့ဒီဝါဖန့်ဖန့်သင်ကန်းနဲ့ဘုံကြီးရဲ့ဂါထာတန်ကိုဆက်နားထောင်နေရင်သူ့ရဲ့ကြင်ကြံမှုအင်အားတွေပြိုကွဲပြီးနတ်ဖျားယတနာတိုက်ကိုဂါထာတန်တွေကတိမ့်ပိုက်သွားတော့မှာပါသူ့ရဲ့ကြက်သားတွေဆံမင်းအရေပြားအယိုးနဲ့အကြောတွေတောင်အဲ့ဒီတုံခါမှုကြောင့်ပြိုကွဲသွားနိုင်ပါတယ်အဲ့ဒီပညာသင်ပြေးထွက်သွားပြီးတာနဲ့နောက်ထပ်လူနှဲငယ်လည်းမခံနိုင်တော့ပဲထွက်သွားကြပါတယ်သူတို့တွေခမ်းမထဲကနေမထွက်ခင်မှာတင်အန်ဂျင်စိတ်တွေကိုမထိန်နိုင်ပဲကလီစာတွေပါထွက်လာမတက်အန်နေကြပါတယ်ဝါဖန့်ဖန့်သင်ကန်းနဲ့ဘုံကြီးကတော့ဘာကိုမှဂယုမဆိုင်ပဲဂါထာတွေကိုဆက်ရွတ်နေပါတယ်ဗုဒ္ဓဘာသာဂါထာတန်တွေကပို့ပြီးတော့တောင်ကျဲလောင်လာပါတယ်ပညာသင်တွေတယောက်အားအင်ကုန်ခန်းပြီးခမ်းမထဲကနေပြေးထွက်သွားကြပါတယ်မတိလိုက်မတိဘာသာနဲ့ခမ်းမထဲမှာလူ20ကျော်ပဲကြံပါတော့တယ်ချင်းမူကတော့ခမ်းအလဲမှာငိမ့်ငိမ့်လေးထိုင်နေပါတယ်ဂါထာတန်တွေကသူ့ကိုလာရိုက်ခတ်ပေမဲ့ဒီလူငယ်လေးကတော့တိုးတိုးလေးနဲ့မိစ္ဆာဘာသာစကားကိုပြန်ရွတ်ပြီးခုခံနေပါတယ်ဂါထာတန်ကတိုက်ခိုက်ပြီးသူကခုခံနေရတာကိုတောင်သူကပြောနေသလိုပါပဲဒီဂါထာတန်တွေကသူ့ပေါ်မှာဘာတက်ရောက်မှုမှမရှိသလိုသူ့ရဲ့အသိစိတ်ကိုလည်းမနှောင့်ယှက်နိုင်ပါဘူးခါကြတော့ချင်းမူကသူတင်ထားတဲ့နတ်ဖျားဘာသာစကားနဲ့ပြောင်းပြီးဂါထာတန်ကိုပြန်တိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဝါဖန့်ဖန့်သင်ကန်းနဲ့ဘုံကြီးကမျက်မှောင်ကျုပ်ပြီးမျက်လုံးဖွင့်ကြည့်လိုက်ပါတယ်ချင်းမူကအေးအေးဆေးဆေးထိုင်နေုံတင်မကပဲတိုင်ပေါ်ကပတ်ချီတွေကိုတောင်မောကြည့်နေတာကိုတွေးလိုက်ရလို့ပါဂါထာတန်တွေကသူ့အပေါ်ဘာမှမဖြစ်တယ်လို့ပါပဲအဲ့ဒီအချိန်မှာခမ်းမထဲမှာလူ30ကျော်ပဲကြံပါတော့တယ်ဒါတော်ထူးဆန်းတာပဲမှတ်တမ်းထဲမှာတော့ဒီကောင်လေးကမိစ္ဆာစိတ်ရှိတယ်လို့ရေးထားပြီးသူ့ကိုတေချာစောင့်ကြည့်ဖို့မှာထားတာတကယ်သာသူကစိတ်ပုတ်တဲ့လူဆိုရင်ငါရဲ့ဂါထာတန်အောက်မှာဘလို့လို့ဒီလောက်ကြာခံနိုင်မှာလဲလို့အဲ့ဒီဘုံကြီးကတွေးမိသွားပါတယ်သူကချင်းမူမှာမိစ္ဆာစိတ်မရှိဘူးလို့ယူဆလိုက်ပါတယ်သူကသာတမင်တက်ချင်းမူကိုအတင်းကျပ်ဖိအားပေးမယ်ဆိုရင်ခမ်းမထဲကကြံတဲ့လူတွေပါအကုန်ထွက်သွားရပြီးဘသူမှစာမေးပွဲအောင်မှာမဟုတ်တော့ပါဘူးဒါကြောင့်သူကရွတ်ဖတ်တာကိုရက်လိုက်ပြီးမင်းတို့အကုန်လုံးအောင်နဲ့ခမ်းမနောက်ဘက်ကနေထွက်သွားပြီးနောက်တစ်ဆင့်ကိုဆက်သွားကြတော့လို့ပြောလိုက်ပါတယ်လူတိုင်းကပခုံးပေါ်ကအလေးကြီးကျသွားတယ်လို့ခံစားလိုက်ရပြီးမတ်တက်ရက်လိုက်ကြပါတယ်သူတို့တွေမတိလိုက်ပဲချွေးတွေရွှဲနေပြီးအင်ဂျီတွေတောင်စိုးကုန်ပါတယ်ချင်းမူတယောက်ပဲဘာမှမဖြစ်တယ်လို့နဲ့ချွေးတစ်ဆက်တောင်မထွက်ပါဘူးဝါဖန့်ဖန့်သင်ကန်းနဲ့ဘုံကြီးကသူ့ကိုတစ်ချက်ပြန်ကြည့်ပြီးမှတ်တမ်းစာအုပ်ထဲမှာလူတိုင်းရဲ့နမီနောက်မှာမှတ်ချက်တွေလိုက်ရေးပါတယ်ချင်းမူရဲ့နမီနာရောက်တဲ့အခါမှာတော့သူကခဏလောက်တွေဝေသွားပြီးမှမွေးကင်းဆက်ကလေးလိုဖြူစင်တဲ့နှလုံးသားရှိသူပြင်ပလောကရဲ့လှုံ့ဆော်မှုတွေကိုမတုံလို့သူလို့ရေးလိုက်ပါတယ်အဲ့ဒီဘုံကြီးကခမ်းမနောက်ဘက်ကိုထွက်သွားပြီးမှတ်တမ်းစာအုပ်ကိုကောင်းကင်ပေါ်မြောက်တင်လိုက်ပါတယ်ကောင်းကင်မှာပြန်နေတဲ့ကြိုးကြာတစ်ကောင်ကဆင်းလာပြီးမှတ်တမ်းစာအုပ်ကိုနှုတ်သီးနဲ့ခဲကအပေါ်ကိုပြန်တက်သွားပါတယ်အဲ့ဒီနောက်မှာတော့ဘုံကြီးကခမ်းမထဲကိုပြန်ဝင်သွားပါတယ်ကြိုးကြာကတောင်တဝက်လောက်ထိပြန်သွားပြီးခမ်းမကြီးတစ်ခုရဲ့ရှေ့မှာဆင်းလိုက်ပါတယ်အဲ့ဒီမှာရှိတဲ့ကောင်လေးတစ်ယောက်ကစာအုပ်ကိုယူပြီးခမ်းမထဲမှာရှိတဲ့တက်လက်ပိုင်းတာအိုဆရာတစ်ယောက်စီကိုသွားပေးပါတယ်ဆရာလင်ယုံမှတ်တမ်းစာအုပ်ရောက်ပါပြီလို့ပြောပါတယ်တာအိုဆရာလင်ယုံကမှတ်တမ်းကိုလှန်ကြည့်ပြီးနှစ်တိုင်းဧကရစ်ကောလိပ်ကဝိညာဉ်တန်နေရဝန်းနဲ့ငါးပါးတက်ရဝန်းကထူးချွန်တဲ့ပညာသင်30ယောက်ကိုရွေးရတာပဲဒီနှစ်မှာကောဘလို့လူစွမ်းကောင်းတွေပါလာမလဲကြည့်ရသေးတာပေါ့လို့ပြောရင်ပြုံးလိုက်ပါတယ်သူကစာအုပ်ကိုကြည့်ပြီး14ယောက်တောင်ကြံသေးတာပဲအကဲဖြတ်ချက်တွေကလည်းတော်တော်ကောင်းတာပဲဒီနှစ်ထဲမှာမတည်ငြိမ်မှုတွေရှိခဲ့ရင်မဲ့အရင်ကထက်စရင်လူတော်တွေအများကြီးပါလာတာပဲဟမ်လို့ရေရိုရင်အံ့ဩသွားပါတော့တယ်သူကချင်မှုလို့ခေါ်တဲ့နမီကိုထူးဆန်းတဲ့အမူအရာနဲ့ကြည့်နေခဲ့တယ်သူကအကဲဖြတ်ချက်တွေကိုအကြိမ်နှဲငယ်ဖတ်ပြီးဒီချင်မှုလို့ခေါ်တဲ့ကောင်လေးပါဖြစ်နေတာလဲဘာလို့များသူ့မှာနှဆိုးတပေါင်ရှိတယ်လို့ရေးပြီးစောင့်ကြည့်ခိုင်းရတာလဲပြီးတော့မွေးဆက်ကလေးရဲ့နှလုံးသားနဲ့ပြင်ပလောကကိုမလှုပ်ရှားနိုင်ဘူးလို့ဘာလို့ပြောရတာလဲဒီလူတွေကစာတွေကိုလိုချင်တယ်လို့ရေးချနေကြတာပဲလို့ရေယိုရင်စိတ်ရှုပ်သွားခဲ့တယ်ဒီကောင်လေးက
ဆရာမြကန်းပါကပညာရှိ3ယောက်ကိုကြိုတင်ကြေညာတာမရှိဘဲရွေးပြီးသွားပြီးခင်ပြဆရာကဒီအလှည့်မှာ9ယောက်ကိုပယ်ချရတော့မယ်နောက်ပြီးကောင်းကင်မဟာဗျူဟာစစ်တေနာပတိကသူ့သမီးစာမေးပွဲဝင်မှာမို့ဆရာအနေနဲ့သူမကိုပိုပြီးတုံးသက်ပေးဖို့မျှော်လင့်ကြောင်းပြောရပါတယ်နောက်ပြီးစာတဆောင်ကစစ်ဗိုလ်ကြီးအိမ်တော်ကနေရောက်လာပြီးသူ့မြေးယောက်ျားတစ်ယောက်ကစစ်တပ်ကတူတက်ချင်ကြောင်းဖော်ပြထားတယ်မြင်းဖြူစစ်ဗိုလ်ချုပ်ကြီးနဲ့မြို့တော်ကချင်းမျိုးနွယ်လည်းရှိသေးတယ်ဇမင်းကလည်းသူတို့ရဲ့လူငယ်မင်းအသားလည်းတက်ချင်တယ်ဆိုပြီးစာတဆောင်ပို့ထားပါတယ်လို့ပြောပြလိုက်တယ်တာအိုဆရာလင်ယုံမှာခေါင်းကြီးလာပြီးသူတို့အားလုံးကအင်ပါယာတက္ကသိုလ်တက်ချင်ကြတာနောက်ွယ်မှာလည်းအင်အားကြီးတွေကြီးပဲသူတို့အားလုံးကငါထက်မြင့်မြတ်ကြတာကြီးပဲမြေကမ်းပါကပညာရှိ3ယောက်ကအင်ပါယာတက္ကသိုလ်ကနေရာ3နေရာကိုပညာရေးဝန်ကြီးကိုလေးစားလို့ရပြီးသားဖြစ်နေပြီးအခုနေရာ10နေရာက9နေရာပဲကျန်တော့ဒီလူတွေဘလို့လုံနေရာချရမလဲဒီချင်းမှုကဘလို့နောက်ွယ်မျိုးလဲမျိုးတော်ကချင်းမျိုးနွယ်ကများဖြစ်နေမလားလို့တီးတိုးရေရွတ်သွားခဲ့တယ်ဒီကောင်လေးကခေါင်းခါပြီးချင်းမျိုးနွယ်ကသူတို့ရဲ့လူငယ်မင်းသားနာမည်ကချင်းယူလို့ပြောပါတယ်ဒီချင်းမှုကချင်းမျိုးနွယ်နဲ့ဆက်ဆက်မှုမရှိပုံရပါတယ်ဆရာသူ့ရဲ့မှတ်ပုံတင်ကလီကျိုးခရိုင်ကပါလို့ပြန်ပြောလိုက်တယ်တာအိုဆရာလင်ယုံသက်ပြင်းချပြီးငါသူ့ကိုပဲနစ်နာအောင်လုပ်ရတော့မယ်နဲ့တူတယ်နောက်ကြရင်ငါစာမေးပွဲမှာသူ့ကိုမအောင်မြင်အောင်လုပ်လိုက်တော့မယ်နောက်ဘသူတွေကနောက်ွယ်မရှိတာလဲလို့ပြောလိုက်တယ်တင်ရှမ်းနဲ့တင်ဟဲဆိုတဲ့မောင်နှမ2ယောက်ရှိလာသေးရဲ့ပြီးတော့စီယန်ရှမ်းလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်လည်းရှိတယ်ကျန်တဲ့သူတွေကလည်းနောက်ွယ်တွေရှိပေမဲ့သူတို့လောက်အင်အားမကြီးပါဘူးဒီတစ်ယောက်ကကျေးတောင်ပန်ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ဆွေမျိုးပေါ့နောက်တစ်ယောက်ကလည်းယူမြို့စာရေးမင်းကြီးရဲ့အမဖြစ်သူပေါ့ဒါအိုဆရာလင်ယုံနောက်ထပ်တက်ပြင်းတစ်ချက်ချလိုက်ပြီးဒုတိယနဲ့တတိယအဆင့်အရာရှိတွေကိုလည်းစိတ်ဆိုးအောင်လုပ်လို့မရပေမဲ့အခုအခြေအနေကတော့ငါသူတို့ကိုစိတ်ဆိုးအောင်လုပ်ရတော့မယ်ထင်တယ်လို့ပြောလိုက်တယ်ချင်းမှုကခမ်းမနောက်ဖက်ကနေထွက်လာပြီးမောကြည့်လိုက်တော့တောင်ပေါ်လန်းတစ်ခုကိုတွေးလိုက်ရတယ်ပညာတက်လူငယ်10ယောက်ကျော်လောက်တောင်တက်လာကြပြီးမကြခင်မှာပဲရှေ့ကလမ်းကရုတ်တရက်ကျဲသွားခဲ့တယ်ကြောက်ဆက်တွေကနေရေတခွန်တွေကကျလာပြီးပတက်များတွေလိုစီးဆင်းနေတဲ့နေရောင်ကြီးကထိတဲ့ခါမှာတောက်ပတ်တဲ့အလင်းရောင်တွေနဲ့အယောင်သွေးစုံတွေပေါ်ထွက်လာတယ်ဒီအမခမ်းမြင်ကွင်းကချင်းမှုနဲ့ကြံတဲ့သူတွေကိုဒါဟာတကယ်ကိုနတ်ဖျားတွေရဲ့နေမြေပဲလို့ချီးမွမ်းအော်စေခဲ့တယ်အမမင်းနမီကလည်းစီပဲလားချင်းမှုကသူ့ဘေးနာကမင်းကလေးငယ်လေးကိုဆက်စုတယ်လို့မေးလိုက်တယ်စီဆိုရဲ့နမီကတော်တော်ရှားတယ်ငါမှလည်းစီနမီရှိတဲ့ဆွေမျိုးတစ်ယောက်ရှိသေးရဲ့လေလို့ပြောလိုက်တယ်သူ့ဘေးနာကမင်းကလေးငယ်လေးနမီကစီယန်ရှမ်းဖြစ်တယ်သူမကမျက်လုံးပြူးပြီးနူးညံ့တိမ်မွေးတဲ့မင်းကလေးတစ်ယောက်ပါစီနမီရှိတဲ့သူကများများစားစားမရှိဘူးဖွားစီကလွဲလို့ပေါ့ချင်းမှုအတွက်စီနမီနဲ့တခြားလူတစ်ယောက်ကိုတွေ့ဘူးတာပထမဆုံးအချိန်မို့လို့သူတေးသေးချာချာစိုက်ကြည့်ပြီးစကားသွားပြောဖို့စိတ်ကူးလိုက်တယ်စီနမီရှိတဲ့မင်းကလေးငယ်လေးကသူ့အကြည့်ကိုခံစားလိုက်ရပုံရပြီးရှက်ရွံ့တဲ့အမူအရာကိုပြတ်တက်လိုက်တယ်သူမကခေါင်းငုံပြီးရှေ့ဆက်လျှောက်သွားရင်သူ့ကိုလစ်လျူရှုထားခဲ့တယ်သူမရှက်တက်တယ်ဆိုတော့အဖွားလှည့်စားတာတော့မဟုတ်ဘူးချင်းမှုကတက်ပြင်းကြကစိတ်ထဲကနေအဖွားကဘယ်တော့မှရှက်မှာမဟုတ်ဘူးအဖွားကအခုမတန်ဆွမ်းတက်ကြီးကျေးရွာမှာရှိနေတာမဟာပြက်စီးနေမြေကိုတောင်ကြောမရသေးဘူးသူမကအဖွားသာဆိုရင်ငါတန်တရားဝင်မှာမို့စီဆိုရဲ့နမေကိုလုံးဝသုံးမှာမဟုတ်ဘူးဟာဟာငါအလွန်ကြုံတွေးနေမိတာများလားလို့တွေးလိုက်မိတယ်သူမနာမီကစီယန်ရှမ်းလိုကြားကလေးကတန်တရားဝင်နေခဲ့တာကြောင့်အခုလိုစမ်းသက်ဖို့စကားသွားပြောခဲ့တာဖြစ်ပါတယ်မကြခင်မှာပဲသူတို့ဟာကြီးမားတဲ့ခမ်းမကြီးရှိကိုရောက်လာခဲ့ကြတယ်လက်ထဲမှာနမီစင်းတစ်ခုကိုကင်ထားတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ်အဲ့ဒီကောင်လေးကသူတို့ကိုကြည့်ပြီးပညာတတ်များဒီအဆင့်စာမေးပွဲကအရန်တင်းကျက်ပါတယ်ဒဏ်ရာရတာတွေတေတာတွေတောင်ဖြစ်နိုင်ပါတယ်နော်ဘသူတွေကနောက်ဆုတ်ချင်လဲလို့ရှင်းလင်းပြတ်သားစွာပြောလိုက်ပါတော့တယ်နားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်ပိုင်းဆက်တွေကိုလည်းနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပြီးအမြဲတမ်းနားဆင်လို့ရပါတယ်ခင်ဗျာအတန်နားထောင်ရတာမကြိုက်ဘူးစာဖတ်ရတာပဲပိုနှစ်သက်တဲ့မိတ်ဆွေတို့အတွက် description တွေက Telegram link ကနေအသက်တာသုံးနှုန်းထားနဲ့လာရောက်ဝယ်ယူဖတ်ရှုနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ channel လေးကိုအကြံပြုချင်တာပဲဖြစ်ဖြစ်တင်ပေးစေချင်တာလေးတွေပဲဖြစ်ဖြစ်ရှိခဲ့ရင် comment မှာမှတ်ပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ